ကွန်းလေးပြည်ပြင်ကောင်းလဲအရှိစစ်စစ်ပြီးရင်ပြည်တန်းကျောင်းနေသွားလို့ရတယ်အရှိစစ်စစ်ရစက်တွေလည်းထွက်နေပြီဆိုတဲ့ခါကျတော့အရှိစစ်စစ်ပြီးသွားရင်ပြည်တန်းကျောင်းနေသွားရမယ်ဆိုရင်ဒီဟာဝေခွဲရခက်နေတဲ့ကျောင်းသားလေးတွေဟုတ်အဲ့တော့အဲ့ဒါမပြောပြသေးခင်မှာအမတို့ MS ဆိုင်မှာဇန်နဝါရီလ31ရက်နေ့ကို IGC ကျောင်းသားတွေအတွက်အခုတိကျအနေနဲ့ free admission ဝင်ပြီးဖွင့်ပေးထားတဲ့အတွက်ကြောင့်မို့လို့တစ်ပေါက်မှာ appointment ရယူလို့ရတယ်နော်အဲ့တော့ IGC ပြီးသွားပြီဆိုလို့ရှိရင်ပထမဆုံး option နဲ့ A-level တက်ရောက်လို့ရပါတယ်နိုင်ငံတကာမှာရှိတဲ့ ranking မြေ university တွေမှာ Year 1 direct entry ဝင်တဲ့ကျောင်းသားလေးတွေဆိုလို့ရှိရင်တော့ A-level ကအကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်အဲ့တော့ A-level ကိုပြည်တွင်းမှာပဲတစ်ဘာသာချင်းစီတက်ရောက်လို့ရတယ်လို့စင်ကာပူမလေးရှားနိုင်ငံတွေမှာရှိတဲ့ MS ဆိုင်နဲ့တိဆက်ထားတဲ့တက္ကသိုလ် college တွေမှာလည်း A-level ကိုသွားတက်ရောက်နိုင်ပါတယ်ဒီမှနေ့အနေနဲ့ကတော့ University Foundation ဒါမှမဟုတ်ရင် Diploma အဲ့တော့နိုင်ငံလိုက် major လိုက်ပုံမှုတည်ပြီးတော့ Foundation ဒါမှမဟုတ် Diploma ဒါမှမဟုတ် Advanced Diploma တွေကိုတက်ရောက်ပြီးတော့ Bachelor Program ကိုလည်းဆက်လက်တက်ရောက်နိုင်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့ IGCSE ကျောင်းသားလေးတွေအများဆုံးရွေးချယ်ထားတဲ့ရွေးချယ်မှုနှစ်ခုကိုပြပြပေးထားတာဖြစ်ပါတယ်နောက်ထပ်အများကြီးလမ်းကြောင်းတွေလည်းရှိသေးရပေါ့နော်ဒါကြောင့်မလို့အသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်လည်း comment အောက်မှာရေးခဲ့လို့ရပါတယ်အဲ့တော့ကိုရှိမှာ IGCSE ဖြည့်ထားတဲ့ကျောင်းသားလေးတွေရှိရဆိုအတိမိတ်တွေရှိရဆိုလို့ရှိရင်လည်းဒီဗီဒီယိုလေးကို share လုပ်ပေးလိုက်ပါနော်